သေပြီဘယ်သူလဲဝင်တန်းလေစုံစမ်းခဲ့လားဒါ3ချက်နဲ့ရှော့လိုက်3ချက်နဲ့ပဲလားစိတ်လိုတာဒါမှသွေးမပိတ်ခြင်းတော့လာရောမို့လားဒီမို့လက်ဆိုင်ရဌာနတွေလည်းလိုင်းနေကြပြီလေပြောတော့ငါတို့ကအလို့စုံတော့ပြီတော့စောင်းစင်းမရှိရန်ကုန်မြို့ပျက်စီးသွားတော့မင်းမြင်ခြင်းလို့လားရန်ကုန်မှ PMK ပန်သတင်းမြေအရမနက်2:56 မိနစ်တွင်ဘန်းစနစ်အားစိုက်ဘာတိုက်ခိုက်ခံရပြီး transition အားလုံး temporary suspend ဖြစ်သွားကြောင်းသိရှိရသည်။ Bank Official အဆိုအရ Cyber Security အဖွဲ့သည် system ကိုထိန်းချုပ်နေပြီး customer အကောင့်များကိုအလုံအလောက်လုံခြုံစွာထိန်းသိမ်းထားနိုင်ရန်ကြိုးပမ်းနေသည်ဟုဖော်ပြခဲ့သည်။ဤ cyber ဖောက်ထွင်းသူသည်သာမန်ရာဇဝတ်သားမဟုတ်ဘဲ system အား targeting လုပ်ထားခြင်းဖြစ်ကြောင်းသက်ဆိုင်ရာဌာနတို့၏စုံစမ်းမှုများကြောင့်သိရှိရသည်။ဆိုင်ဘာတိုက်ခိုက်ခံရမှတ်တမ်းလေးရှိတယ်ဒီကနောက်ကျတယ်ကွာဒီဘန်ကို security မြင်တာအဲ့ဒီဘန်မရှိဟိုကတော့ဟုတ်ပါဟုတ်ပြီလေအဲ့တော့ဟိုတော့ဒီတက်ခံဟိုတော့အဲ့ဒီပြောပါလေသူပုံရမှာဒီ PMK ဘန်နဲ့ပတ်သက်တဲ့ corporate access တွေ email တွေ OTP အဲ့တုံးလုံးရှိနိုင်တယ်ကွာအဲ့တော့အဲ့တုံးလုံးပုံပြီးတော့ address inside ကိုမြင်ပြီးတော့ကျွန်တော်ဖတ်သွားမယ်ဒီလိုအဲ့ဒါမျိုးတွေကိုဘယ်လိုလဲသူစဉ်းစားရဒါတန်ရရှိကိုရှိဒါကအဲ့ဒီကပေါ်ဝဲပြီးတော့အဲ့တော့ငါတို့စောင့်ကြည့်နေရတယ်ဟိုကရေကျော်ပွဲစည်းမှာရေကျော်ပွဲစည်းမှာတော့တော့ကြည့်ရမှာတွေ့ပါတယ်အဲ့ဒါကတန်ရဝင်လူမျိုးမှာမသိဘူးအဲ့ဒီဟိုတော့ပြောတာဘယ်လိုရှင်းဖို့ဒီစီဒီအခုအဓိကဒီဘောတော့ကဗီဒီယိုတော့တက်ခံနေရအဲ့မတိုင်နေဆိုရင်ကျွန်တော်နောက်ပိုင်းဖြစ်စီတွေအကုန်လုံးလာတော့ဖြစ်သွားပြီးတော့ဒီ battery position တော့တောင်းကြည့်ပါလားဖိဖြစ်သွားဒါဒီဖြစ်စဉ်တွေကယာယီပဲခဏအတွင်းမှာဖြစ်သွားတာသူစမ်းတက်နေရပါအဲ့တော့သူနောက်အတီးတကြအတီးလောက်တော့မယ်မှာခဲ့တကြိုင်နဲ့ကြိုင်နေဆိုတော့မချင်းရှိတော့နာအပြီးရတဲ့ပတ်သက်လို့မင်းကစီစဉ်ပြီးဆိုတော့ဒီစစ်အဲ့တော့အဲ့တော့ဒီရှင်းစစ်ပြီးတော့ဒီကစံတော့ဘာလို့ရှိနေဖြစ်တော့ဒီလိုမျိုးနဲ့ပြန်လို့လည်းတော့တရားမျှတမှုဆိုတာဝါယာကြိုးရီလိုရှုပ်ထွေးတယ်ထိပ်ပိုင်းကိုဖြုတ်ချဖို့အတွက်အပြစ်မဲ့သူတွေသိဖို့မလိုခဲ့ဘူးတတိဖြစ်တယ်ဆိုတာမဖြေရှင်းတက်လို့တာဖြစ်တယ်ဒါကမှန်တယ်နဲ့လမ်းကြောင်းကတော့မားနေတယ်နောက်ကြားဖို့လိုတာဒီရောက်ကိုတယောက်လက်ထက်ကြတယ်လို့တယောက်ကိုတယောက်တစ်ဖြတ်ကြတဲ့ဒီမျိုးမှာလူစရိုက်မှုဆိုတာမို့လို့ပေါင်းနေရဲ့အဲ့ဒီထဲမှာဒီ underground စပွဲဟာ
ဆိုးဝါးဆုံးဖြစ်ရတစ်ခုပဲ ဟယ်လို တွေ့ပြီအခုလေးတွေပဲငါတို့နဲ့တီတီလေးလို့သွားမနေ့ပြန်လာရင်ငါပြောရရှိတယ် ပြောပါအောင်ပါတဲ့တူလဲ ဒီကောင် VPN သုံးထားတယ်ဆိုပေမဲ့တစ်ချိန်ချိန်မှာပြုတ်သွားတယ်ထင်ခဲ့ရပါအေးထင်းတဲ့အတိုင်းပဲပြုတ်သွားခဲ့ပြီပြီးတော့ ISP နဲ့တွေ့တယ်ကြီးကြောပေါ့မှာမနေညတော့ပြန်ပြောက်သွားတယ်ကွာ ဒီကောင်ကဒီနားတွိုင်းမှာတော့ရှိမှတေးကြတယ် အခု AI agent ကိုပဲ24/7 run ခိုင်းနေရတယ်အဲ့ဒါမှပဲရမှာလေ Sir, I've found him. He is 478 meters away from us.အဲ့ဆိုငါတခြားဌာနတွေဖုန်းဆက်လိုက်အောင်လိုင်းမမိဘူးအောင်အေးဟိုနားမှာပြောလိုက်အောင်အဲ့ဒါ 那来你了，要来你说，我讲了都来不，我这个哪个是？对吧？ မင်းမမန်ထင်လား 目标已清除，没有留下任何痕迹。